စာမေးပွဲနောက်ကွယ်ကလိန်လေဖြည့်စုမှုကိုဖော်ထုတ်ခံရတဲ့အချိန်မှာထူးချွန်မှတ်ရရှိခဲ့တဲ့ကျောင်းသားတွေကိုစစ်ဆေးကြပါတယ်။ပထမဆုံးတစ်ယောက်ကတော့လင်းဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။အတန်းထဲမှာအတော်ဆုံးဖြစ်ပြီးတင်ရှာတော့တဲ့သူမဘွားကတော့မလွယ်ကူခဲ့ပါဘူး။အမေမရှိတော့ပဲလစာနေတဲ့ကျောင်းဆရာဖေးနဲ့ပဲနေထိုင်ရပါတယ်။ဒီနေ့မှာသူ့အဖေကနာမည်ကြီးတက္ကသိုလ်တစ်ခုကိုတက်စေရှင်ပေမဲ့ဇေယျကြီးလွန်းတာကြောင့်လင်းကမတက်ရှင်ဘူးလို့ပြောပြီးကုန်ကြစရိတ်တွေကိုတက်ပြလိုက်ပါတယ်။ဒီချိန်မှာတော့ကျောင်းဘက်ကနေပြီးတော့သူမရဲ့တင်ရှာရည်ရှင်းကိုမြင်ဝါပြီးတော့ scholarship ပေးဖို့အတွက်ကိုကမ်းလှမ်းလာခဲ့ပါတယ်။လင်းကလည်းအရင်ဝမ်းတာပြီးတော့လက်ခံလိုက်ပါတယ်။ကျောင်းမှာစရင်တွင်းဖို့ဓာတ်ပုံရိုက်နေတဲ့အချိန်မှာ Grace ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။မင်းသမီးဖြစ်ရှင်ပြီးရှမ်းသာတဲ့ Grace ဟာစာမေးပွဲတိုင်းမှာအောင်မှတ်တာရလေးရှိပါတယ်။ဒါပေမဲ့ကျောင်းကနေ GPA 3.2 ရအောင်ရရမယ်ဆိုတဲ့စီမင်းထုတ်လိုက်တဲ့အချိန်မှာစာမေးပွဲကြမှာစိတ်ဖိစီးလာတဲ့ Grace ဟာလင်းကိုကျွတ်တာလုပ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။လင်းကလည်းဒါကိုလက်ခံလိုက်ပါတယ်။စာမေးပွဲနေ့မှာတော့လင်းက Grace ကိုဒါတွေငါတို့လေ့ကျင့်ပြီးသားပဲဆိုပြီးတော့အားပေးလိုက်ပါတယ်။ဒါပေမဲ့ Grace ကတော့မဖြေနိုင်ပဲခက်ခဲနေပါတယ်။လင်းကတော့စာမေးပွဲကိုအလွယ်တကူဖြေနိုင်နေပေမဲ့ Grace ကိုစိတ်ရောက်နေပါတယ်။ Grace မဖြေနိုင်ပါဘူးစိုးရိမ်နေတဲ့လင်းတစ်ယောက်ကတော့နောက်ဆုံးမှာ Grace ကိုကူညီဖို့အတွက်အဖြေတွေကိုခိတ်ပြက်ပေါ်မှာတေချာရေးပြီးဖက်နှက်ထဲကိုထည့်ဖို့ကြိုးစားပါတော့တယ်။လင်းကဖက်နှက်ကို Grace ကိုပြန်ပြီးတော့ကန်ထုတ်ပေးလိုက်ပါတယ်။ Grace ကလည်းခိတ်ပြက်ကိုယူပြီးပြန်ထုတ်လိုက်တဲ့အချိန်မှာအားပါသွားတာကြောင့်စာမေးပွဲအခန်းအလယ်ကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့လင်းကညံကောင်းစွာနဲ့ပဲစာမေးပွဲအဖြေလွှာထက်ရင်နဲ့ဖက်နှက်ကိုရအောင်ယူလိုက်ပါတယ်။ Grace ကလည်းခက်ပြက်ကိုတုံးပြီးတော့ GPA 3.87 နဲ့စာမေးပွဲအောင်သွားခဲ့ပါတယ်။အောင်ပွဲကိုဆင်နွှဲဖို့အတွက် Grace ကပူပါတီကိုဖိတ်ရင်အဲ့မှာ Grace ရဲ့ရည်စားဘက်နဲ့ဆုံကြပါတယ်။ Grace ကစာမေးပွဲမှာစာခုချတဲ့အကြောင်းပြောပြတဲ့အခါမှာဘက်ကလည်းအကြံတစ်ခုရသွားပြီးတော့သူတို့အတွက်လည်းစာခုချပေးရင်ငွေတွေအများကြီးပေးမယ်လို့ပြောပါတယ်။အစမှာလင်းကညင်းပေမဲ့ဘက်ကလင်းပညာသင်ဆုရထားတာတောင်မှသူမရဲ့အဖေက admin fee တွေကိုဆက်ပေးနေရတယ်လို့ပြောပြလိုက်ပါတယ်။အိမ်ပြန်ပြီးတော့လင်းကအဖေရဲ့စာရွက်တွေကိုကြည့်လိုက်တဲ့အချိန်မှာအဖေကလစာနေနဲ့ငွေအများကြီးပေးနေရတာကိုတွေ့ပြီးတော့မျက်ရည်ကျလာပါတယ်။နောက်ပိုင်းမှာပီယန်နိုလေးကျင့်နေရင်လင်းကသူ့အဖေကိုမေးပါတယ်။ဘာကြောင့်ဒီကျောင်းကိုပို့တာလဲလို့သူ့အဖေကတော့သူမအနာဂတ်အတွက်ပြပသွားနိုင်ဖို့အတွက်ပညာသင်နိုင်ဖို့အတွက်လို့ပြန်ဖြေပါတယ်။လင်းကအရင်ကျောင်းမှာပို့ပြောတယ်လို့ပြောတာကိုတော့နားမထောင်ခဲ့ပါဘူး။ညဘက်မှာပီယန်နိုတီးနေရင်ဒီလက်ကွက်တွေဟာစာခုရှာဖို့အတွက်ကီးတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုလင်းကတွေးမိသွားပါတယ်။နောက်နေ့မှာလင်းကဆုံးဖြတ်ချက်ကိုပြောင်းပြီးတော့စာခုရှာဖို့အတွက်လက်ခံလိုက်ပါတယ်။စာမေးပွဲက multiple choice ဖြစ်တာမလို့လင်းကအဖြေတစ်ခုချင်းစီကို ABC တစ်ခုချင်းစီ pattern နဲ့လိုက်မှတ်ဖို့တင်ကြားပေးလိုက်ပါတယ်။စာခုရှာဖို့လေ့ကျင့်တာကိုလည်း piano lesson လို့ပြောပြီးတော့ပတ်စံကိုလည်းကြားခလို့အကြောင်းပြလို့ရပါတယ်။ဒီနောက်တူတူတစ်ဖွဲ့လုံးဟာစာမေးပွဲတိုင်းမှာခိုးချကြပါတယ်။လင်းကခုံပေါ်မှာလက်တွေလှုပ်ပြရုံနဲ့တခြားလူတွေကပါကြည့်ရုံနဲ့အဖြေကိုတိဝါကြပါတယ်။ဆရာတွေကတန်တရားမရှိပဲလူတိုင်းအမှတ်ကောင်းကောင်းနဲ့အောင်မြင်သွားကြပါတယ်။မကြခင်စီးပွားရေးတစ်ခုလိုဖြစ်လာပြီးလင်းစီကနေအဖြေယူခြင်းနဲ့ကျောင်းသားတွေပိုများလာပါတယ်။လင်းကရလာတဲ့ပတ်စံတွေကိုအိမ်မှာကူညီဖို့တုံးပြီးသူ့ဖေကိုလည်းအင်ကြီးဝယ်ပေးလိုက်ပါတယ်။လူတိုင်းအောင်မြင်လာပြီးလင်းကတော့အတန်းထဲမှာပထမဒုတိယကတော့ band ဆိုတဲ့သူမလိုတကယ်တော်ပြီးတော့လိန်ညာတဲ့မေးပွဲခိုးချမှုကိုမတီးတဲ့သူတယောက်သူကလည်းပတ်စံမရှိပဲ scholarship နဲ့ဒီကျောင်းမှာတက်နေတယ်သူ့အမေကအဝတ်လျှော်တဲ့အလုံးနဲ့ admin fee တွေကိုခက်ခွဲစားပေးနေပါတယ်ဘန်ကမှတ်ဉာဏ်အရင်ကောင်းပြီးပိုင်အိုတော့မြင်မြင်ပြန်ဆိုနိုင်ပါတယ်ဒါပေမဲ့သူကစာခိုးချတာမျိုးလုံးဝလက်မခံပါဘူးလင်းနဲ့ဘန်ကအရင်ရင်းနှီးတဲ့တငယ်ချင်းတွေမဟုတ်ပေမဲ့အကြောင်းကတင်ရှာဆန်းရွေပန်ပွဲတွေမှာတူတူပြိုင်ရလေးရှိပါတယ်အများတန်းလည်းအနိုင်ရလေးရှိတာကြောင့်ကိုတယောက်လေးစားကြတဲ့မိတ်ဆွေတွေလိုဖြစ်နေပါတယ်ပြိုင်ပွဲမှာပထမဆုရပြီးနောက်လင်းနဲ့ဘန်ကိုကျောင်းအုပ်ကြီးကခေါ်လိုက်ပါတယ်နိုင်ငံခြားပညာသင်ဆုလျှောက်မဲ့အခွင့်အရေးရှိပြီးတယောက်ပဲရနိုင်မယ်လို့ပြောတာကြောင့်တူတူနှစ်ယောက်ကခုကစပြီးပြိုင်ဘက်တွေဖြစ်သွားရပါတယ်ဘန်က PR တွေကြောင့်စိတ်ပူနေပါတယ်ဒါပေမဲ့အိမ်ပြောင်းတဲ့အချိန်မှာမိခင်ကအဝတ်ချော်ဆက်ပြက်လို့လက်နဲ့လျှော်တာကိုမြင်စာလေးလာတာထက်မိခင်ကိုပဲကူညီဖို့ရွေးချယ်ပါတယ်ဒီနေ့မှာတော့တုံဆိုတဲ့တန်းဖော်တယောက်ကဘန်ကိုလာတွေ့ပြီးစာမေးပွဲမှာကူညီဖို့ပတ်စံပေးမယ်လို့ပြောပါPN လက်ကွက်တွေနဲ့ဖြေရတာသူမလိုက်နိုင်လို့ပြောပေမဲ့ဘန်ကတော့မတန်ချင်းတဲ့ပတ်စံကိုမလိုချင်ဘူးဆိုပြီးညင်လိုက်ပါတယ်စာမေးပွဲနေ့မှာလင်းကအရင်လိုပဲလက်ချောင်းစစ်ကနေတွေနဲ့အဖြေပြနေပါတယ်တွန်ကကုတ်တွေမမှတ်မိတာကြောင့်လင်းရုပ်စာရွက်ကိုခိုးကြည့်ဖို့ကြိုးစားနေပါတယ်တွန်စာခိုးရှာမယ်လို့ခံမှန်းထားတဲ့ဘန်ကလည်းစောင့်ကြည့်နေရင်တွန်ကလင်းရဲ့စာရွက်ကိုခိုးကြည့်တာကိုမြင်သွားတဲ့အချိန်မှာဘန်ကစာမေးပွဲပြီးသွားတဲ့အချိန်မှာလဲကျတယ်လို့တရုပ်ဆောင်ပြီးတွန်ခိုးရှာနေတယ်ဆိုတာကိုနှုတ်နဲ့ပြလိုက်ပါတယ်။ဘန်ကအကူညီရတယ်လို့တရုပ်ဆောင်လိုက်ပါတယ်။ဘန်ကအဖြေလွှာထက်ရင်ဆရာကိုတောင်းအကြောင်းပြောပြပါတယ်။ဒါပေမဲ့ဆရာကမိကွန်းကို AB ခွဲထားလို့ခိုးချဖို့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလင်းနဲ့တူမရဲ့အဖွဲ့ကလည်းအရန်ကိုပူပန်သွားပြီးတူတူမြင်မြန်ဆန်ဆန်နဲ့လက်ချောင်းတွေနဲ့ဘသူက A ဘသူက B လဲဆိုတာညွှန်ပြကြပါတယ်။လင်းက A ဖြစ်လို့အဲ့ဒီအတွက်အဖြေတွေကိုပြလိုက်ပြီးအဲ့အဖွဲ့ကလည်းစာမေးပွဲကိုအဆင်ပြေပြေတင်သွားနိုင်ပါတယ်။အဖွဲ့ A ကဆရာကိုဝိုင်းတားနေတဲ့အချိန်မှာလင်းကတွန်နဲ့စာရွက်ကိုပြောင်းလိုက်ပါတယ်။တွန်ကမိခွန်း B ဖြစ်တာ။လင်းကအဖြေတွေကိုမြင်မြန်ဖြေပြီး B အဖွဲ့အတွက်
ချက်ပြတွေကိုမြင်မြန်ပေးလိုက်ပါတယ်အချိန်ကကုန်လာပြီးဆရာကစာရွက်တွေတင်ဖို့လာတော့သူတို့ကမလှုပ်ရှားပဲဆက်ရင်းနေကြပါတယ်ကံကောင်းတာကဆရာမြောက်ခင်လေးမှအဖြေတွေကုန်ပြီးတက်လိုက်နိုင်ပါတယ်ဝဲပြီးတော့လူတိုင်းအဆင်ပြေပြီလို့ထင်နေကြပါတယ်ဒါပေမဲ့လင်းနဲ့တောင်ကိုကြောက်အုပ်ကြီးရုံခန်းကိုခေါ်လာပါတယ်ဘန်ကတောင်အကြောင်းကိုပြလိုက်တာကြောင့်မလို့ပါသူတို့မခိုးချထားဘူးလို့ညင်းမိမဲ့လင်းနဲ့တောင်ရဲ့အဖြေတွေကိုစစ်ကြည့်လိုက်တဲ့ချိန်မှာအဖြေလွှာလဲထားတာကိုတွေ့လိုက်ရပါတယ်လင်းရဲ့အဖေကိုလည်းခေါ်ပြီးပထမဆုံးချိန်စာခိုးချတာဖြစ်တဲ့အတွက်ကြောင်းမထုတ်ပေးမယ် scholarship ကိုတော့ပေးချလိုက်မယ်လို့ပြောပါတယ်လင်းကတော့တူမကို scholarship ပေးထားတာတော့အဖေစီကနေ admin fee တွေယူနေတာကြောင့်မလို့အเจ้าကလည်းလင်းနေတာပဲလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကြောင့်ကျောက်ကြီးကရင်းစိတ်ဆိုးသွားပြီးလင်းရဲ့နိုင်ငံပြင်ပ scholarship ကိုပါပေးချလိုက်ပါတယ်ဒါကြောင့်မို့လင်းကနိုင်ငံခြား scholarship ကိုရှောက်ခွင့်မရတော့ပါဘူးအခုလိုဆိုဘန်အတွက်ပြိုင်ပွဲမရှိတော့ပေမဲ့ဒီအောင်မြင်မှုဟာမတရားသလိုခံစားရပြီးစိတ်မကောင်းဖြစ်နေပါတယ်အိမ်ပြန်ရောက်တဲ့အခါလင်းရဲ့အဖေကတူမလုပ်ရက်ကိုစိတ်ပြက်ပြီးပြင်းပြင်းထန်ထန်ဆူတယ်လင်းဝက်ပေးတဲ့အင်ကြီးကိုတော့မဝတ်တော့ပါဘူးတစ်ဖက်မှာလည်း Grace ကဖတ်ရဲ့အိမ်ကိုတွားပြီးသူ့ရဲ့မိသားစုတွေနဲ့ညစာစားတယ်ဖက်ရဲ့မိဘတွေကလည်းတူတားဆတော်လာတာ Grace ကြောင့်လို့ထင်ပြီးသူတို့နှစ်ယောက်ကိုစာမေးပွဲတူတူဖြေက Boston University ကိုတူတူတွားဖို့ပြောပါတယ်ဖက်ရဲ့အဖေကကုန်ကျစရိတ်တွေအားလုံးကိုတာဝန်ယူပေးမယ်လို့တော့ပြောလိုက်ပါသေးတယ်အခက်ခဲရောက်နေတဲ့ Grace ကလင်းကိုဖုန်းဆက်ပြီးကူညီတောင်းတယ်အစမှာတော့လင်းကအန်ဒီရဲ့မျက်မှောက်ဆိုလို့ညှင်းလိုက်ပါတယ်ကတော့သူတို့မိတ်ဆွေအကြောင်းတွေပြောပြီးပတ်စံလည်းပို့ပေးမယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာလင်းကလက်ခံလိုက်ပေမဲ့စာမေးပွဲစည်းကမ်းတွေအကြောင်းဖတ်နေတော့မှခိုးချဖို့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုသိသွားပါတယ်ဒါကြောင့်တောင်းပန်စာရေးနေတဲ့အချိန်မှာပဲနိုင်ငံခြားတဲ့နိုင်ငံနဲ့ဗီဒီယိုကောပြောနေတဲ့အတန်တစ်ခုကိုကြားလိုက်ပါတယ်အဲဒီနောက်နိုင်ငံတွေရဲ့မတူညီတဲ့ထိုင်းဆောင်တွေကိုရှာတွေ့သွားပါတယ်နောက်နေ့မှာလင်းကတူမရဲ့ plan ကို Grace နဲ့ဖတ်ကိုပြပါတယ်။ထိုင်းဆောင်တွေကိုအတုံးချပြီးတော့ကဘာတဝမ်းမှမတူညီတာကြောင့်မလို့တူမက Australia မှာ4 နာရီစောပြီးစာမေးပွဲဝင်ဖြေမယ်။ပြီးတော့အဖြေတွေကို Thailand ကိုပြန်ပို့ပေးမယ်။ Grace နဲ့ဖတ်ကတော့တခြားစာခိုးချခြင်းတဲ့လူတွေကိုရှာပြီးတော့ကုန်ကျစရိတ်တွေနဲ့ဖုံးကွယ်ပြီးတော့တာဝန်ယူပေးရပါမယ်။ဒီနည်းနဲ့လင်းကလည်းပတ်စံရပြီး Boston University ကိုတွားနိုင်မယ်အခွင့်အရေးကိုပြန်ရယူနိုင်ပါမယ်။ဒီ plan ကိုအကောင့်ထဲပို့ဖို့အတွက်လင်းကအဖြေတွေကိုမှတ်သားဖို့လိုပါတယ်။တူမကအချိန်ရရင်အများကြီးမှတ်နိုင်ပေမဲ့စာမေးပွဲပြီးတဲ့အချိန်မှာမိနစ်နည်းနည်းပဲရမှာဆိုတော့စာမေးပွဲရဲ့အဖြေတစ်ဝက်လောက်ကိုပဲမှတ်နိုင်မှာပါ။နည်းနည်းတစ်ဝက်ကိုဖတ်နိုင်မဲ့တယောက်တည်းတော့သူက ban မှာဒါပေမဲ့သူကစာခိုးချတာကိုလုံးဝမကြိုက်တာကြောင့်သူ့ကိုအကူအညီမတောင်းရကြပါဘူး။ဘဝမတိုင်ခင်ညမှာ ban ကသူ့အမေရဲ့အဝတ်လျှော်လုပ်ငန်းအတွက်အဝတ်တွေပို့တပြီးပြန်လာတဲ့အချိန်လူစိုးနှစ်ယောက်ကသူတို့ကာကိုချစ်မိသွားတယ်ဆိုပြီးတော့ဆွဆွဲပါတယ်။နောက်တော့ရိုက်နှက်ကြပြီးအမိုက်ပုံတစ်ခုထဲမှာပြစ်ထားခဲ့ကြပါတယ်။နောက်နေ့မနေ့ဘန်တရီရလာတဲ့အချိန်မှာတော့စာမေးပွဲကိုလွတ်သွားပြီဆိုတာသိပြီးအရင်စိတ်ပြတ်သွားခဲ့ပါတယ်။လင်းကဒီအဖြစ်ကိုတီးလိုက်တဲ့အချိန်မှာဘန်စီကိုတွားတွေ့ပြီးသူတို့ရဲ့အစီအစဉ်တွေကိုဝင်ဖို့ဖိတ်ခေါ်ပြီးပတ်စံကောင်းပေးမယ်လို့ပြောပါတယ်။အစမှာဘန်ကညင်းပေမဲ့လင်းကဒီနိုင်ငံရဲ့စနစ်ကငါတို့လိုဆင်းရဲတဲ့လူတွေကိုမတရားလုပ်နေတာကြောင့်ပြန်ပြီးတော့လိန်နေတာလည်းတရားပါတယ်လို့ပြောတဲ့အချိန်မှာဘန်ကစိတ်ပြောင်းသွားပါတယ်။ခုတော့အဖြေကိုမှတ်ထားမဲ့အပိုင်းကပြည့်စုံသွားပြီဆိုတော့သူတို့ plan ကိုအဆုံးသတ်ဖို့ပြင်ဆင်ပါတယ်။ဒီနေ့ဘန်က Australia မှာစာမိုးဝင်မဲ့ဖုန်းတွေကိုတော့အစာဦးရဲ့အိမ်နာတွေမှာလှုပ်ရထားမယ်။စာမေးပွဲ break တဲ့အချိန်တိုင်းအိမ်နာတွားတယ်လို့လုပ်ပြီးဖြေတွေကို Grace နဲ့ Pack စီပို့ပေးမယ်။နောက်ဆုံးပိုင်းမှာ break မရှိတော့တဲ့အတွက်ဘန်နေမကောင်းလို့တရုတ်ဆောင်ပြီးအိမ်နာတွားမယ်။ Grace နဲ့ Pack ကတော့ဖြေတွေကိုဘာကုတ်ပုံစံ sticker အဖြစ်နဲ့ခဲရံတွေပေါ်မှာတင်မယ်။ပြီးတော့အဲ့ခဲရံတွေကိုပတ်စံပေးထားတဲ့ကျောင်းသားတွေစီကိုစာမေးပွဲမဖြေခင်လက်ထဲရအောင်အရောက်ပို့ပေးမယ်လို့စီစဉ်ထားကြပါတယ်။သူတို့စီကအဖြေကိုဝယ်တဲ့လူပိုများလာအောင်လို့ Pack presentation တွေလုပ်ကြပါတယ်။ဒါကြောင့်သူတို့ဟာအမျက်တွေတန်းရှိပြီးရလာပါတယ်။ Grace ကစာရွက်စာတမ်းတွေကိုအတူပြုလုပ်လင်းကလည်း Engineers ပြိုင်ပွဲမှာပြန်မှမလို့အဖေကိုလက်မှတ်ထိုးခိုင်းလိုက်ပါတယ်။နောက်ရက်မှာလင်းနဲ့ဘန်ကစာမေးပွဲတွေကိုလေ့ကျင့်ကြပြီးအိမ်နာကိုပြေးဝင်ကအဖြေပို့တာတွေကိုလေ့ကျင့်ကြပါတယ်။စာမေးပွဲမတိုင်ခင်နေ့မှာတော့တအုပ်စုလုံးဖန်ခံရရင်တုံးချမဲ့အကြောင်းပြချက်တွေကိုမျက်ရည်တူတွေနဲ့လေ့ကျင့်ကြပါတယ်။ဒါပေမဲ့ပက်ကလေးမှာသူကဘန်ကိုမတိဘူးအမိုက်ပုံကနိုးလာတဲ့အရှုံးသမားတစ်ယောက်လို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်ဘန်ကအရန်ဒေါ်လာထွက်သွားပြီးပက်ကိုတိုက်ခိုက်လိုက်ပါတယ်။ကံကောင်းတာက Grace နဲ့လင်းတို့ကအမြင်ခွဲထုတ်လိုက်နိုင်ပါတယ်။ပြီးတော့ဘန်ကအမိုက်ပုံကြောင့်ငါဘသူ့ကိုမှမပြောပြဘူးလို့ပြောတဲ့အချိန်မှာရှင်နေတွေကပိုးပြီးတက်မှာသွားခဲ့ပါတယ်။ဒါကြောင့်ဘက်ကလူစိုးတွေကိုပတ်စံပေးပြီးဘန်ကိုဆောင်းပွဲမဖြစ်နိုင်အောင်လုပ်ခဲ့တာဆိုတာထင်ရှားသွားခဲ့ပါတယ်။ဒီအကြောင်းကိုတီးတဲ့ဘန်ကအစီအစဉ်ကနေထွက်ခါလိုက်ပါတယ်။ဒါပေမဲ့လမ်းပေါ်မှာအဝိချော်ဆက်ပြကြောင်ညာတစ်ခုကိုမြင်တဲ့အခါမှာတော့ဒီဘဝမှာပဲအမြင်နေရမှာလားဆိုပြီးတော့စဉ်းစားမိလာပါတယ်။မှလည်းလင်းကဖြစ်သွားတဲ့အရာတွေစိတ်ပြတ်ပြီးအဖွဲကနေထွက်လိုက်ပါ Grace ကတော့သူမတိခဲ့ဘူးလို့ပြောပြီးတော့သူမကိုစိတ်မဆိုးဖို့နဲ့သူမတို့တငယ်ချင်းတန်မရောစဉ်ကိုတမိုးထားဖို့ပြောလိုက်ပါတယ်။လင်းကဘန်ကိုတွားရှာတဲ့အချိန်ဘန်ကဆုံးဖြတ်ချက်ပြောင်းပြီး group ထဲပြန်ဝင်မယ်လို့ပြန်ရောက်လာပါတယ်။လင်းကတော့ပြန်မဝင်ခြင်းပေမဲ့ဘန်ကဒီပြဿနာတွေအကုန်လုံးဖြစ်ရတာမင်းကြောင့်မင်းတိုင်းဝင်ယူရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလင်းကစိတ်ပြောင်းသွားပါတယ်။အရင်ငယ်အကြာမှာလင်းနဲ့ဘန်ကစစ်တနီကိုပြန်တန်းဖို့တွားကြပါတယ်။လမ်းတစ်လျှောက်လုံးဘာစကားမှမပြောခဲ့ကြပေမဲ့ရောက်တဲ့အချိန်မှာပြန်လည်ညှိနှိုင်းပြီး selfie တောင်တူတူရိုက်ခဲ့ကြပါတယ်။တမ်ပွဲမနက်မှာလင်းနဲ့ဘန်ကဖုန်းတွေကိုအိမ်နာထဲမှာဝတ်ထားပြီးအခန်းထဲကိုဝင်ကပထမပိုင်းကိုပြဿနာမရှိဘဲနဲ့မြန်ပြီးအောင်ဖြေကြပါတယ်။ဖြေပြီးလို့ပိုတဲ့ချိန်ကိုအသုံးချပြီးဖြေတွေကိုမှတ်သားထားကြပါတယ်။ပရိထိုင်းရောက်တာနဲ့နှစ်ယောက်လုံးကအိမ်နာကိုပြေးဝင်ပြီးဖြေတွေကိုတိုက်ပင်လုပ်ကြပါတယ်။မဲ့ဘန်ကမပုတ်ခင်မှာပတ်စံထောက်တောင်းပါတယ်။ဘက်ကဒေါ်လာထွက်ပြီးမပေးချင်ဘူးဆိုပေမဲ့ဘန်ကငါရိုက်ခံခဲ့ရတာအတွက်ရောကြီးလို့တယ်လို့ပြောလိုက်တဲ့အချိန်မှာပတ်စံတစ်ဝက်ကိုအရင်ပေးပြီးကျန်တာကိုနောက်မှပေးတယ်လို့ကတိပေးခဲ့ပါတယ်။ဘန်ကပတ်စံကိုလက်ခံပြီးအဖြေတွေကိုနောက်ဆုံးပို့ပေးလိုက်ပါတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်လင်းနဲ့ဘန်ကအခန်းကိုပြန်ဝင်လာပြီးစာမေးပွဲဒုတိယပိုင်းကိုလည်းမြန်ဖြေကြရပါတယ်
ဒါပေမဲ့ဒုတိယ break ထိုင်းမှာတော့ဘန်ကအိမ်နာဝင်မြင်ရောက်သွားပေမဲ့အဖြေတွေကိုပြန်မမိဖို့ကြာနေတယ်ဘန်ကနောက်ဆုံးဖြေတွေပို့ပေးနိုင်ခဲ့ပေမဲ့အချိန်ကြာတာကိုသတိထားမိတဲ့စစ်ဆေးရေးရရှိရာအိမ်နာတကားကိုလာခောက်တယ်ငါလည်းထိတ်လန့်ပြီးမတော်တဆတွိုင်းလက်ဖုံကိုချွတ်ပစ်လိုက်ပါတယ်ဖုံးကိုလည်းရေရှိုးကန်နဲ့ပစ်ချပြီးဖျက်ဆီးမယ်လို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဖမ်းမိသွားခဲ့ပါတယ်တစ်ဖက်မှာတော့လင်းကလည်းအိမ်နာဝင်ဖို့တန်းစီဖို့စောင့်နေရပါတယ်အချိန်ရလာတဲ့အခါမှာအဖြေတွေကိုပို့နိုင်ခဲ့ပေမဲ့တူမကလည်းအချိန်ကြာလွန်းလို့တန်တရားဝင်ခံရပါတယ်ကံကောင်းတာကဖုံးကိုဖိနှက်ထဲကိုဝှက်လိုက်ပြီးအိမ်နာထဲကနေလွတ်မြောက်နိုင်ခဲ့ပါတယ်ပြန်ထွက်လာတဲ့အခါဘန်းကိုစူနေကြပြီးကျောင်းသားတွေကိုလည်းတယောက်ချင်းစီစစ်ဆေးနေတာကိုတိလိုက်ရပါတယ်။ဒါကြောင့်ဖုန်းကို water cooler ထဲမှာခဏဝှက်ပြီးအတန်းထဲကိုပြန်ဝင်ထိုင်လိုက်ပါတယ်။ဒါပေမဲ့ဘန်းကပြန်ဝင်လာလို့မရတော့တဲ့အတွက်လင်းကနောက်ဆုံးပိုင်းကိုတယောက်တည်းဆက်လုပ်ရတော့မှာပါ။အစမှာတော့ဒီလောက်အများကြီးမမှတ်နိုင်လို့ထင်ပေမဲ့လက်ကအလိုလိုလှုပ်လာတာနဲ့တဘောပေါက်။ရင်းစာရန်တွေလိုမှတ်မယ်လို့တွေးပြီးအဲ့ဒီနီလန်ကအလုတ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အချိန်တိတ်မကြံတော့လို့လင်းကခဲတံကိုအသုံးပြုပြီးကိုမအန်အောင်လုပ်လိုက်ရပါတယ်။လင်းကနေမကောင်းတဲ့လိုဟန်ဆောင်ပြီးခန်းထဲကနေထွက်လာကဖုန်းကိုယူပြီးလုံခြုံရေးတွေကိုရှောင်ရှားကအစာဦးတွေကနေပြီးတော့ထွက်ပြေးပါတော့တယ်။ဒါပေမဲ့တူမရဲ့လှုပ်ရှားမှုတွေကို security camera မှာမြင်သွားလို့ရရှိတွေကလိုက်လာဖမ်းပါတယ်။ငါလည်းရထားဘူတာရုံတွေကိုပြင်ရင်ဖြေတွေကိုဇက်တိုက်ရိုက်ပို့နေပါတယ်။ဒါပေမဲ့စာရိုက်နေရင်လူတစ်ယောက်နဲ့တိုက်မိကဖုန်းကိုမတော်တဆတက်နေမိတာကြောင့်စခရင်ကပြတ်သွားတယ်။ဒီချိန်မှာမပြီးနိုင်တော့ဘူးလို့ထင်ထားပေမဲ့အားထုတ်ပြီးဆက်နေနေရင်နောက်ဆုံးမှာတော့ဖြေတွေကိုအကုန်လုံးပို့နိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်နောက်ကျသွားလို့ရထားကိုလွတ်သွားတဲ့ချိန်မှာအရာရှိတစ်ယောက်ကတူမကိုဖမ်းဖို့ပြေးလာပါတယ်။မြင့်စရာရှိလို့အတူလိုက်ရမယ်လို့ပြောပြီးလိုက်လာရတဲ့ချိန်မှာလင်းကဖုန်းကိုတယောက်ရဲ့အိတ်ထဲကိုလျှို့ဝှက်စွာနဲ့ထည့်လိုက်ပါတယ်။အဲ့ဒီချိန်မှာဖက်နဲ့ Grey ကတော့ဖြေတွေကိုအောင်မြင်စွာ print ထုတ်နေကြပါပြီ။အဲ့ဒီချိန်လင်းရဲ့ဖေကတူတမီကိုဆက်သွယ်လို့မရတဲ့အတွက်လက်မှတ်ထိုးထားတဲ့ဆော်ရွက်ထဲကလိပ်စာကိုလေ့လာခဲ့ပါတယ်။ဒါပေမဲ့ဖက်နဲ့ Grace ကိုပဲတွေ့တဲ့ချိန်ဖက်နဲ့ Grace ကလင်းနဲ့ဘန်းကချစ်တူတွေဖြစ်နေလို့နှစ်ယောက်တူခီးတွားကြတာအဖေခွင့်မပြုမှဆိုလို့လင်းခဲ့တာဆိုပြီးပြောလိုက်ပါတယ်။ဒီအကြောင်းပြချက်ကြောင့်သူ့ဖေကစစ်ကျင်နေပြီးပြန်သွားပါတယ်။ဒီနောက်မှာဖက်နဲ့ Grace ကစတစ်ကာတွေကိုအမြန်ပြီးစီအောင်ခဲရံတွေပေါ်မှာထည့်ပြီးကျောင်းသားတွေကိုလိုက်ပြီးပို့ဆောင်ပါတယ်။တစ်ဖက်မှာတော့လင်းကိုစစ်ဆေးမမြန်းဖို့ခေါ်နေကြပါတယ်။ဘန်းကလည်းသူ့ဘက်ကဇက်လန်းကိုပြပြနေပါတယ်။ဘန်းကလင်းကိုလက်ဟန်ပြပြီးဝင်မပါနဲ့လို့ချက်ပြပါတူလူတိုင်းကိုကောက်ကွယ်ဖို့အတွက်လင်းပြောနေပါတယ်။လင်းကမျက်ရည်တွေပြုတ်ကျလာပြီးသူတို့နှစ်ယောက်တူရိုက်ထားတဲ့ဓာတ်ပုံကိုဖျက်လိုက်ရပါတယ်။တော့လင်းအိမ်ပြန်လာတဲ့ချိန်ဖက်နဲ့ Grace ကတူမကိုစောင့်နေပါတယ်။ကွန်ပျူတာတီလုပ်ဖို့ဖိတ်တဲ့အခါမှာညင်းလိုက်ပြီးတူမရဲ့အမှတ်တွေဖျက်သိမ်းခံရတယ်။ဘန်းကလည်းဖန်စီထိန်ထိန်ခံထားရတာကြောင့်စိတ်မကောင်းဖြစ်နေပါတယ်။မကူညီတော့ဘူးလို့ပြောလိုက်ပြီးတက်ကရိုစာမေးပွဲတွေက multiple choice တွေမဟုတ်တော့ဘူးလို့ပြန်ပြောလိုက်ပါတော့သူ့ဖေကိုဖုန်းဆက်ပြီးလာကြိုခိုင်းအဖေကတမီးရဲ့ကောင်လေးရောလို့မေးတဲ့အခါလင်းကမခံနိုင်တော့ပဲအရာအလုံးကိုဝန်ခံပြီးမျက်ရည်တွေကျသွားပါတယ်။အကြောင်းကြောင့်တူမကကြောင်းထုတ်ခံလိုက်ရပြီးနောက်ပိုင်းမှာလင်းက group chat ကနေပါထွက်သွားခဲ့ပါ Grace ကလည်းတူမတင်ငယ်ချင်းကိုဆွန့်ရှုံးလိုက်ရတဲ့အတွက်အောင်မြင်မှုတွေကလည်းပြောစရာမဖြစ်တော့ပါဘူး။နောက်ပိုင်းမှာလင်းကပညာရေးတက္ကသိုလ်ကျောင်းတစ်ခုကိုလျှောက်တယ်။ဒါပေမဲ့အင်တာဗျူးမှာဆရာတယောက်ဆိုတာပညာပေးတာအပြင်စစ်တဲ့ကောင်းလေးကိုလည်းပေးနိုင်ရမယ်လို့ပြောတဲ့ချိန်မှာလင်းကအပြစ်ရှိတာကိုခံစားလာရပါတယ်။အင်တာဗျူးပြီးမှဘန်းစီကနေ message တစ်စောင်ရောက်လာပြီးသူ့အိမ်ကိုလာခဲ့ဖို့ခေါ်ပါတယ်။လင်းရောက်သွားတဲ့ချိန်မှာဘန်းကသူ့အမေရဲ့ဝှက်ချော်လုပ်ငန်းကိုအစစ်မြင်ထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအရင်းနှီးတွေအကုန်လုံးကစာခိုးရှားဖို့ကူညီတာကနေရလာတဲ့ငွေတွေပါဘန်းကပြောတယ်ဒီတစ်ခါပို့လို့ကြုံအောင်ဖောက်တယ်များများနဲ့အမေပွဲဖြေဖို့လိုက်ကူညီတဲ့အလုပ်ကိုလုပ်မယ်လို့ပြောပေမဲ့လင်းကညင်းလိုက်ပါတယ်အဲ့ချိန်ဘန်းကငါအကောဖော်ထုတ်ပြစ်မယ်လို့ချင်းချောက်ပေမဲ့လင်းကငါဆုံးဖြတ်ချက်ချပေးပြီလို့တင်းငင်စွာပြောလိုက်ပါတယ်အချိန်နှဲငယ်ကြာပြီးနောက်လင်းကစာမေးပွဲအဖွဲ့ကိုတွားတွေ့ပြီးသူ့ဖေရဲ့စကားတွေကိုစိတ်ထဲမှာမှတ်ထားပြီးအားအလုံးကိုဝန်ခံလိုက်ပါတယ်